မိဘနှစ်ဖြာသာစုပန်က1990ပြည့်မှာအဖဦးစိန်နဲ့မိခင်တော်မိပိုင်စုတောင်းခိတ်ထံတပူရဲလာမှာမဖျားဓမ္မစီရီတာယရနာကိုမောင်းဆန်းမြင့်လို့စီးပြူကိုမဖျားပေါ်လွင်ကဝိဇ္ဇာအခေဖြစ်လာခဲ့ရတယ်ကျင်းပါတယ်အရိယာတက်တဲ့ကွယ်နှစ်စဉ်ကျင်းပါတယ်အရိယာတက်တဲ့ကွယ်ငယ်စဉ်ခါပညာရေးကိုလာဩစာပေကျန်ငန်းတို့နိယောရာယုံစာတင်ထိတ်မှာဓမ္မစီရီဘာဖယာတောင်းစုပန်းချွေကောင်းမှုကံတွေဓမ္မစီရီဘာဖယာတောင်းစုပန်းချွေကောင်းမှုကံတွေသာသနာဥဆောင်ကမတန်ထီရဲ့စေတနာကဖဖျားကိုလေးတန်းတာခါရဝသာရပြီဆုံးစွာဓမ္မစီရီကြီးညိုကအရိယာတပွဲပေါင်းစုခြင်းပါသည်ဘိုးကုန်းတော်မှာပွဲချင်းပါကဆင်လာမပြတ်ပါပြီရှင်ရင်နာနေရုံဖျားဆူတော်ပြည့်တဲ့စီရီတော်ရာကျော်ကြောင့်ပါဗျာတွေ့ရစကန်ကိုကြွားမြန်းခဲ့ပါသည်ရှင်စောမှုဖျားရဲ့နဲ့အောင်စီပိုင်စီနိုင်စီယူကဘာဖျားနှစ်စဉ်ကျင်းပါတယ်အရိယာတက်တဲ့ပွဲနှစ်စဉ်ကျင်းပါတယ်အရိယာတက်တဲ့ပွဲငယ်စဉ်ခါပညာရေးကိုလာဩစာပေကျန်ငန်းတို့နိယောရာယုံစာတင်ထိတ်မှာဓမ္မစီရီဘာဖယာတောင်းစုပန်းချွေကောင်းမှုကံတွေဓမ္မစီရီဘာဖယာတောင်းစုပန်းချွေကောင်းမှုကံတွေသာသနာဥဆောင်ကမတန်ထီရဲ့စေတနာကဖ
ဘာဖျားကိုလေးတန်းတာကားတော်သာတပြီဆုံစွာဓမ္မစေရီကြီးညိုကရိယာတပွဲပေါင်းစုကျင်းပါသည်